1960နှစ်နယူးယောက်မြို့ကကော်ပါဆိုတဲ့ဘားတစ်ခုအတွင်းကိုဝင်လာတဲ့ဂန်စတာတယောက်ကသူ့ရဲ့ကုတ်အင်းကြီးနဲ့အတူမိခင်လက်ဆောင်ပေးထားတဲ့ဆိုတဲ့အုပ်ထုပ်အားဝန်ထမ်းကောင်မလေးတယောက်ကိုပေးပြီးသူ့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အရာမို့အသက်တမဆောင်းလျှောက်ပေးထားဖို့မှာကမုံဘိုးထုတ်ဝေးပြီးဘားတွင်ဝင်သွားပါတယ်။အဲ့ဒါကိုလမ်းကြည့်နေတဲ့ဘားလုံးညုံရေးဆိုသူတိုနီကဝန်ထမ်းကောင်မလေးစီရောက်လာကဂန်စတာကြီးရဲ့အုပ်ထုပ်ကိုတောင်းနေတာကြောင့်တေချာသိမ်းထားဖို့မှာသွားကြောင်းပြန်ဖြေပေမဲ့ပိုက်ဆံတရက်ထုတ်ပေးနေချိန်ဘားဧည့်သည်တွေတဝိုင်းနဲ့တဝိုင်းအချင်းများရန်ဖြစ်နေကြတာကြောင့်ဆိုင်ပိုင်ချင်းကတိုနီရဲ့နာမည်အော်ခေါ်လိုက်တာမို့လက်ရဲစက်ရဲနဲ့ပဲဝင်ဖြေရှင်းပေးလိုက်ပါတယ်။တပတ်ကဂန်စတာကြီးကတော့သူ့အုပ်ထုပ်ကိုရအောင်ပြန်ရှာမပေးရင်ဒီဆိုင်တစ်ခုလုံးကိုမီးရှို့ပြစ်မယ်ဖြစ်ကြောင်းဒေါသတကြီးပြောနေပြီးအဲဒီပြဿနာတွေကြောင့်ပဲဘားကိုပြစ်ပြမှုတစ်ခုအတွက်လို့ခေါင်းစဉ်တက်ခါနလာရက်ဆိုင်ထားလိုက်တာကြောင့်တိုနီတို့ဝန်ထမ်းတွေအလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။ဒါပေမဲ့ဂန်စတာကြီးကိုအပီပေါင်းထားခြင်းနဲ့တိုနီကခဏကြာရက်တောက်နေတဲ့အဘဲစီအုပ်ထုပ်ပြောက်သွားတဲ့ကြားလို့ရအောင်ရှာပေးလာတာဖြစ်ကြောင်းပြောကသွားပြီးတော့အတင်ကြီးသွားတဲ့ဂန်စတာဘဲကမှုံဘိုးထုတ်ဝေးပြီးဘော်ဒါအရင်ကြီးတွေဖြစ်သွားပြီလို့ဆိုပါတယ်။အဲဒီချိန်ကအမေရိကန်နိုင်ငံအတွင်းမှာလူဖြူလူမဲဆိုတဲ့လူမျိုးရေးခွဲခြားမှုပြဿနာတွေကြုံတွေ့နေရတဲ့အချိန်ဖြစ်ပြီးမနက်မိုးလင်းနေချင်းစူညံနေတဲ့ဘော်ဒါတွေကြောင့်နိုးလာတဲ့တိုနီကအိမ်ပြပြင်းရေးလာလို့တဲ့လူမဲနှစ်ယောက်အားအမောပြေအေးတိုက်နေတဲ့ဇနီးဖြစ်သူကိုလမ်းကြည့်နေပြီးခဏကြာလူမဲတွေပြန်သွားချိန်မှာတိုနီကသူတို့တောက်သွားတဲ့ဖန်ခွက်နှလုံးကိုမတရီတဲ့ပုံစံနဲ့အမိုက်ပုံးနဲ့ထည့်လိုက်ပါတယ်ဒီလိုနဲ့ဘားပြန်မဖွင့်မချင်းအလုတ်လက်မဲ့ဖြစ်နေအောင်မဲ့တိုနီအားအလုတ်တစ်ခုဝိုင်းချပေးဖို့ဇနီးကအပေါင်းအသင်းတွေကိုအကူအညီတောင်းနေပြီးစာပြီးသားပကံတွေတင်ရင်တိုနီပြစ်သွားတဲ့ဖန်ခွက်နှလုံးကိုတွေးလိုက်တာကြောင့်တပ်ပြင်းချလိုက်တဲ့ဇနီးကပြန်ကောက်ယူလိုက်ပါတယ်နောက်အပတ်မှာအိမ်ကားကပေးရတော့မှမို့လက်တလောအလုံးလက်မဲ့ဖြစ်နေတဲ့ပြဿနာကိုခဝဝဘဲတပွေနဲ့ဒေါ်လာ90ကြီးမုံပြိုင်စားခဲ့ပြီးနိုင်လာတဲ့ပတ်စံကိုဇနီးရဲ့ကိုအပ်နေတော့ဖုန်းတစ်လုံးဝင်လာလို့ကင်လိုက်တော့ဒေါက်တာတယောက်ကဒရိုင်ဘာခန့်မှုလူရှာနေကြောင်းတစ်ဖက်ကပြောလာတော့နောက်နေ့ချက်ချင်းပဲအင်တာဗျူးတဲ့စီရောက်လာပါတယ်ပေးလိုက်တဲ့လိပ်စာအတိုင်းအဆောက်အဦတဲကိုဝင်ကြည့်တဲ့အခါဖျော်ဖြေရေးခမ်းမကြီးတစ်ခုဖြစ်နေတာကြောင့်လိပ်စာမားနေပြီးထင်နေတဲ့တိုနီကဝန်ထမ်းမိန်းကလေးတယောက်အားဒီနားမှာဆရာဝန်ရုံးခန်းများရှိသလားမေးခွန်းထုတ်ကြည့်ကဒေါက်တာရှယ်လီဆိုတာနဲ့အပေါ်ဓာတ်ကိုညွှန်ပေးလိုက်ပါတယ်အပေါ်ရောက်တော့သူ့လိုပဲအင်တာလာဗျူးတဲ့သူတွေကကြိုးရောက်နေကြပြီးတိုနီရဲ့အလဲရောက်လာတဲ့အခါရှေးဟောင်းပစ္စည်းမျိုးစုံနဲ့ပြည့်နေတဲ့အခန်းကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်ခဏအကြာမှဒေါက်တာရှယ်လီဆိုသူလူမဲတထိတ်တယောက်ကထွက်လာချိန်တိုနီကပဲဆက်ဆက်ဆူဆူနဲ့မေကုန်းပေါင်းစုံအရင်ထုတ်နေပြီးရှယ်လီကသူထင်ထားသလိုစေကူးတဲ့ဒေါက်တာတယောက်မဟုတ်ပဲဂီတပညာပိုင်းမှာဒေါက်တာဘွဲရထားတဲ့စန္ဒယာပညာရှင်တယောက်ဖြစ်ကြောင်းအရင်ရှင်းပြပါတယ်ပြီးတော့လုပ်ငန်းအတွေ့အကြုံတွေကိုတိုနီအားမေးခွန်းထုတ်နေတဲ့ရှယ်လီကလူမဲတယောက်အတွက်အလုပ်လုပ်ရတာပြဿနာရှိလားထပ်ပြီးတော့သူတို့အိမ်ကိုလူမဲအသည့်တွေမကြာခဏအလဲလာနေကြမှုပြဿနာမရှိကြောင်းတိုနီကပြန်ဖြေပါတယ်အခုဒရိုင်ဘာခေါ်ရတဲ့အကြောင်းရင်းကခရစ်စမတ်မတိုင်ခင်နလာလောက်ကြာမဲ့နယ်လက်ဖြော်ပြရေးခရီးရှိကြောင်းအိမ်တော်တဲ့တယောက်ဖြစ်တဲ့တိုနီအတွက်မိသားစုကိုအကြာကြီးထားခဲ့ရမှာမို့အဆင်ပြေပါမလားမေးခွန်းထုတ်တော့အများပေးတဲ့အခါချင်းငွေကပေါ်မူတည်တယ်လို့ဆိုပါတယ်နေစရာစားစရာအပါအဝင်တပတ်ကိုဒေါ်လာ100ပေးမှဖြစ်ပြီးကောင်းမမို့တွေမဟုတ်ပဲလမ်းတစ်လျှောက်ဖြစ်လာတဲ့ပြဿနာတွေကိုဖြေရှင်းပေးရမယ့်အပြင်သူ့တဲ့အင်ဂျီတွေနဲ့ဖဏတွေကိုလည်းတန်ရှင်းပေးရမယ်ဆိုတော့ကံကောင်းပါစေလို့ပဲပြောပြီးထောက်သွားဖို့လုပ်တဲ့တိုနီအားသူ့အတွက်တင်းတော်မဲ့သူကိုတမျိုးလုံးလူတွေလှုပ်ပြီးရှာခိုင်းထားတဲ့ချိန်တိုနီဆိုတဲ့နာမည်ကတစ်ခါမကနှစ်ခါမကသူ့စီရောက်လာကြောင်းပြောပြပါတယ်ပြီးတော့ခမရရဲ့ပြဿနာကိုင်းတွယ်ဖြေရှင်းပုံတွေကိုမြို့တွေကလူတွေကအထင်ကြီးကြတယ်ဆိုပြီးတိုနီကိုလက်မလို့ချင်တဲ့ပုံစံဖြစ်နေတဲ့ရှယ်လီအားခမရနဲ့ခီးသွားတာပြဿနာမဟုတ်ပေမဲ့သူကအစေပါလုံးမှမဟုတ်လို့အင်ဂျီတွေနဲ့ဖနက်တွေကိုတန်ရှင်းပေးမှမဟုတ်ပဲတပတ်ကို$125ပေးဖို့တောင်းဆိုကဒီလိုမှမဟုတ်ရင်တခြားသူပဲခေါ်လိုက်တော့လို့တိုနီကပြန်ချေပသွားပါတယ်အဲဒီကပြန်မိသားစုစောက်ဖို့နေရေးအတွက်သူ့ဘက်နေတဲ့နာယီကိုဝင်ပေါင်ထားခဲ့ပြီးအိမ်ပြန်ရောက်လို့ဒေါက်တာရှယ်လီဆိုသူနဲ့အင်တာဗျူးခဲ့တဲ့အချိန်တွေကိုမေးတော့ဆေးကုတဲ့ဆရာဝန်မဟုတ်ပဲစန္ဒယာပညာရှင်လူမဲတယောက်ဆိုတာတိုနီကရှင်းပြတဲ့အခါလူမဲတွေကိုယောက်ျားဖြစ်သူကမုံမှန်းသိတဲ့ဇနီးကအလုပ်ရခဲ့ရင်တပတ်တောင်ခံပါမလားလို့ပြောတော့ဝတ်ဆန်သာရမယ်ဆိုအဆင်ပြေအောင်နေမယ်ဖြစ်ကြောင်းတိုနီကပြန်ဖြေပါတယ်ဒီလိုနဲ့နောက်နေ့မနက်အိယာမနိုးခင်ဒေါက်တာရှယ်လီစီကဖုံးဝင်လာကအလုတ်ခန့်ပြီးဖြစ်ကြောင်းအရင်ပြောပြီးဇနီးဖြစ်သူနဲ့ဖုံးပြောခြင်းကြောင့်ခွင့်တောင်းလို့ပေးပြောလိုက်ချိန်တိုနီကိုခေါ်သွားရမှာကနလကြာမှမို့အဆင်ပြေနိုင်မလားမေးခွန်းထုတ်နေပြီးဖုံးချလိုက်ပြီးနောက်ဘာဒီပြောသားနဲ့မေးခွန်းပြန်ထုတ်နေတဲ့တိုနီကိုဝမ်းနဲ့သွားပုံပေါက်တဲ့ဇနီးကရှင်တောင်းထားတဲ့လောက်အားကအတိုင်းပေးမယ်ဖြစ်ကြောင်းပြောသွားတယ်လို့ဆိုပါတယ်တိုနီကတော့ကြောပေးသွားပြီးငိုရောမဲ့ပုံစံဖြစ်နေတဲ့ဇနီးကိုဗတ်ဆန်ကလည်းမိသားစုအတွက်လုံနေတာမို့နှစ်သိမ့်ကခီးစားထွက်ရတော့မဲ့နေ့မှာပဲလောက်အားကတဝက်ကိုတိုနီကအရင်ထုတ်ပေးပြီးဒေါက်တာရှယ်လီရဲ့ဖြော်ရေးပွဲတွေအမိလိုက်မဖို့ပေးနိုင်ရင်ကျန်တဲ့လာသာတဝက်မရတော့ဘူးလို့မှာပါတယ်ပြီးတော့တိုနီတို့သွားမဲ့လမ်းတစ်လျှောက်လူမဲတွေတဲလို့ရမဲ့ဟိုတယ်နဲ့စားတောက်ဆိုင်တွေအတွက်ခရီးသွားလမ်းညွန်အစိမ်းအောင်စားအုပ်လေးကိုထုတ်ပေးပြီးသွားတော့မဲ့တိုနီကိုသူ့ရောက်ဖကမင်းတလားတောင်မကြလိုက်ပဲပြန်လာမှလို့မှတ်ချက်ပေးနေကတားနှစ်ယောက်ကိုအရင်နှုတ်ဆက်ပါတယ်ဇနီးဖြစ်သူကတော့အဝေးကနေဘုံမြဲတမ်းခေါ်နေရင်အကုန်ကြများမှာမို့အားတဲ့အချိန်တိုင်းစာရေးပို့ဖို့နဲ့ခရစ်စမတ်အမီပြန်မလာရင်အိမ်မော်မန်တက်နဲ့တော့လို့မှာလိုက်ပါတယ်ဒီလိုနဲ့ဒေါက်တာရှယ်လီရဲ့ဖြော်ပြရေးတွဲဘက်နှစ်ယောက်ကတစီတိုနီတို့နှစ်ယောက်ကတစီခီးစနေလာကြပြီးဖြော်ပြရမယ့်နေရာတွေကိုရောက်ရင်ပထမဆုံးစားလုပ်စေချင်တာကစာချုပ်ထဲမှာပါတဲ့အတိုင်းသူတရမယ့်စန္ဒယာကစတိန်ဝေးအမျိုးအစားဟုတ်မဟုတ်နဲ့သူအိပ်ရမယ့်အခန်းမှာဝီစကီပင်းတစ်လုံးရှိမရှိကိုတိုနီအားစစ်ဆေးဖို့မှာပါတယ်စားထွက်လာခဲ့ရတခုပြီးတခုစားလိုက်ဆေးလေးတောက်လိုက်လှုပ်နေတဲ့တိုနီကိုအသက်ရှူမွားတော့လို့ရှယ်လီကဆေးလေးမတောက်ဖို့ပြောတော့လူကန်လန်တိုနီကဆေးလေးကသူတောက်တာဖြစ်လို့သူ့ဆုပ်ထဲပဲဝင်มาဖြစ်ကြောင်းပြန်ဖြေပါတယ်
တိုနီရဲ့ဇေယိုက်ဆန်တဲ့အပြုအမူတွေကိုဒေါက်တာရှယ်လီကပြုပြင်ပေးဖို့ကြိုးစားပေမဲ့လည်းခေါင်းမာတဲ့တိုနီနဲ့လမ်းတစ်လျှောက်အငင်းပွားလာကြရင်ပထမဆုံးဖျော်ဖြေရမယ့်နေရာကိုရောက်လာတဲ့အခါရှယ်လီရဲ့ဖျော်ဖြေရေးတွဲဘက်လူဖြူနှစ်ယောက်ကတော့တွေးတဲ့သူတွေနဲ့တရင်တင်းဝိုင်းဖွဲ့စကားပြောနေကြပေမဲ့ဒေါက်တာရှယ်လီတယောက်ကတော့သူတဲတဲ့အခန်းရဲ့ဝရန်တာမှာတယောက်တည်းအတီးကျန်သွားထိုင်နေရတာကိုတိုနီကလမ်းမြင်နေရပါတယ်ဖျော်ဖြေပွဲမစခင်ဒီကိုလာတဲ့သူတွေကပညာတဲ့အထက်တန်းသားလူတွေဖြစ်တာကြောင့်ခင်ဗျားရဲ့စကားပြောပုံဆိုပုံတွေကိုသတိထားဖို့ပြောလာတဲ့ရှယ်လီဟာသူ့ရဲ့ပြောပုံဆိုပုံတွေကိုသဘောမကျတဲ့လူလဲသိလိုက်ပေါ်လို့တုံ့ပြန်လာတာနဲ့သူ့ရဲ့ဂုဏ်တည်ရှိဧည့်သည်တော်တွေနဲ့ကမဖြစ်မနေမိတ်ဆက်ပေးရမှာမို့အတတ်နိုင်ဆုံးဆင်ခြင်ပေးဖို့ပဲမှာသွားပါတယ်ဒီလိုနဲ့အခမ်းအနားစတင်တဲ့အချိန်နာမည်ကျော်အမေရိကန်စန္ဒယာပညာရှင်ဖြစ်သူဒေါက်တာရှယ်လီကအသက်3နှစ်သားအရွယ်တွေကဂီတပညာကိုစီးပူးခဲ့သူဖြစ်ပြီးစိတ်ပညာဂီတပညာနဲ့ဘာသာရေးဆိုင်ရာအမှုပညာတို့မှာဒေါက်တာဘွဲရထားတဲ့သူဖြစ်တဲ့အပြင်သမရရဲ့အိမ်ဖြူတော်မှာတောင်နှစ်ကြိမ်တိုင်ဖျော်ဖြေပေးထားတဲ့သူဖြစ်ကြောင်းကြေညာပေးနေပါတယ်စတင်ဖျော်ဖြေတဲ့အခါဒေါက်တာရှယ်လီရဲ့တီးခတ်မှုကိုအပြင်ကကြည့်နေတဲ့တိုနီပါစီးမျောနေပြီးဖျော်ဖြေရေးပြီးသွားတဲ့အခါဘေးကလူတအုပ်နဲ့လောင်ဝသားလှုပ်နေသူတိုနီကိုလိုက်ရှာနေတဲ့ဒေါက်တာရှယ်လီကလာခေါ်သွားကအပေါ်ဝင်ငယ်လိုချင်ရင်သူ့ကိုတောင်းဖို့ပြောနေတာကြောင့်ဒီလိုလောင်ဝသားလှုပ်ပြီးနိုင်လာတာကပိုပြောစရာကောင်းတယ်လို့ဆိုပါတယ်ဒီလိုနဲ့မနက်ရောက်လာတော့နောက်တနေရာကိုခီးဆက်လာကြရင်အနားယူတဲ့တနေရာမှာဇနီးဖြစ်သူဒီစာရေးနေတဲ့တိုနီကသူအစားရအဆင်ပြေကြောင်းနဲ့ဒေါက်တာရှယ်လီစန္ဒယာတီးတာကတကယ်နားထောင်လို့ကောင်းတယ်ဆိုတာပါထည့်ရေးထားပါတယ်နောက်တရက်ခီးဆက်လာကြရင်ရေဒီယိုကလာနေတဲ့သချင်းနဲ့ပတ်သက်ပြီးအလာဘာတလာဘာပြောကြရင်တိုနီနဲ့ဒေါက်တာရှယ်လီတို့တဖြည်းဖြည်းရင်းနှီးလာကြပါတယ်ဒီလိုနဲ့လမ်းကဈေးဆိုင်တစ်ခုမှနားမလို့ရင်ဆိုင်ကရောင်းဖို့ထားတဲ့ကန်ကောင်းချင်းကြောက်ခဲလေးတွေကနေမြေကြီးပေါ်ကျနေတဲ့တစ်ခုအားတိုနီကကောက်ယူသွားတာကိုမြင်လိုက်တဲ့ဖျော်ဖြေရေးတွဲဘက်အိုလက်ကဒေါက်တာရှယ်လီကိုပြောပြထားတာကြောင့်ဆဲလေးဝယ်ပြီးပြန်လာတဲ့တိုနီကိုဘာလုပ်ခဲ့တယ်လဲမေးခွန်းထုတ်ပါတယ်တိုနီကတော့သူဘာလုပ်လို့လဲဆိုတဲ့အခါစတိုးဆိုင်ကနေကြောက်တိုးတစ်ခုဘာကြောင့်ခိုးခဲ့တာလဲလို့ဒေါက်တာရှယ်လီကပြောနေတာကြောင့်သူခိုးခဲ့တာမဟုတ်ပဲအောက်ကိုကျနေတဲ့တစ်ခုကိုကောက်ယူခဲ့တာဖြစ်ကြောင်းပြောတော့ပြန်သွားထားရင်ဒါမှမဟုတ်ပတ်သက်သွားရှင်းကြီးလို့ဆိုပါတယ်ခေါင်းမာတဲ့တိုနီတယောက်ဒီတခါတော့စိတ်တူတူနဲ့ပဲကြောက်ခဲလေးကိုပြန်သွားထားလိုက်ပြီးစောင်းကြီးအောက်ကြီးနဲ့ကားကိုမောင်းထွက်သွားပါတယ်ဒီလိုနဲ့ဖျော်ဖြေရေးအတွက်နောက်တနေရာရောက်လာတဲ့အခါတိုနီကဒေါက်တာရှယ်လီပြောထားတဲ့အတိုင်းစန္ဒယာကိုလာစစ်ကြည့်တော့စာချုပ်ထဲကအမျိုးအစားမဟုတ်တဲ့အပြင်အမိုက်တွေလည်းရှုပ်ပွားနေတာကြောင့်ခမ်းမရဲ့ဝန်ထမ်းတယောက်ကိုမေးခွန်းထုတ်တော့အဲ့ဒီကပ်ပလီလူမဲတွေကဘလို့စန္ဒယာဖြစ်ဖြစ်တီးနိုင်ပါတယ်လို့အကန်နေကြည့်ဖြေနေတာကြောင့်ဘလို့ပဲဖြစ်ဖြစ်စတိန်ဝေးအမျိုးအစားရအောင်ရှာပေးလို့တိုနီကပြန်ပြောနေတာကိုအတီးလေးချင်းနေကြတဲ့အိုလက်တို့ပါကြည့်နေကြပြီးဒီတနေ့လုံးမှာအဲ့ဒီအမျိုးအစားစန္ဒယာကနှစ်ခုတောင်ရှိမှမဟုတ်လို့အေးစိတ်နေဖို့ဝန်ထမ်းကောင်ကထပ်ပြောလာတဲ့အခါစောက်ခွက်ကိုရိုက်ထည့်လိုက်ပါတယ်ဒီလိုလုပ်လိုက်မှဒေါက်တာရှယ်လီရဲ့ဖျော်ဖြေရေးလဲချောချောမွေ့မွေ့ဖြစ်သွားပြီးအားတဲ့အချိန်တိုင်းဇနီးဖြစ်သူတန်းဒီနေ့ဘာတွေစားတယ်ဘာတွေလုပ်တဲ့ကစားစာရေးပို့တတ်တဲ့တိုနီကိုဒေါက်တာရှယ်လီကသတိထားမိနေပါတယ်နောက်တနေရာကိုခီးဆက်လာကြရင်တဖြည်းဖြည်းရင်းနှီးလာတဲ့တိုနီတို့နှစ်ယောက်ဒေါက်တာရှယ်လီရဲ့မိသားစုအကြောင်းမေးတော့အကိုတယောက်ရှိပြီးအရင်ကတခါတလေမှတွေးပြပေမဲ့အခုတော့အဆက်အသွယ်ကိုတိတ်မလို့ဖြစ်တော့ကြောင်းနဲ့အိမ်တော်မှာကြားခဲ့ဘူးပြီးအမြဲတမ်းနယ်လဲဖျော်ဖြေနေရကြောင်းခင်မကောင်းတယောက်မဖြစ်ခဲ့ပဲစန္ဒယာပညာရှင်သာဖြစ်လာကြောင်းရှင်းပြပါတယ်စကားတပြောပြောနဲ့ခရီးဆက်လာကြရင်နာမည်ကြီးကြက်ကြော်ဆိုင်တစ်ခုကိုတွေ့လို့အရန်စားကျင်သွားတဲ့တိုနီကဆင်းဝယ်လာပြီးသူစားဘူးသမျှကြက်ကြော်တွေထဲမှာအရသာရှိသုံးမဲ့လို့အားရပါရစားရင်ပြောနေပါတယ်သူ့ရဲ့ဘဝမှာတော့ကြက်ကြော်တစ်ခါမှမစားခဲ့ဘူးသလိုစားကျင်စိတ်လည်းမရှိခဲ့ဘူးဆိုတဲ့ဒေါက်တာရှယ်လီအားစားကြည့်ဖို့မရမကဇွတ်ကျွေးနေတော့ဇုံတို့ခင်းတို့လည်းမရှိတာမို့မစားကျင်ဘူးညင်းနေပေမဲ့လည်းကြက်ကြော်ရဲ့အနံ့နဲ့အတူအတင်းကျွေးနေတဲ့တိုနီကြောင့်မငင်းတာတော့ပဲလက်ဖျားနဲ့ကင်ပြီးစားကြည့်လိုက်ပါတယ်အရသာတွေ့တော့ကတရုံတောင်ကုန်သွားပြီဖြစ်တဲ့ဒေါက်တာရှယ်လီအားနောက်တရုံထပ်ပေးလိုက်ပြီးအယိုးကိုဘဲကိုပြစ်ရမလဲဆိုတော့ဗဒင်းဘောက်ကိုဖွင့်ကဘေးကိုပြစ်ပြလိုက်တာကြောင့်ရှယ်လီပါတိုနီရဲ့နီလန်တိုင်းလိုက်လုပ်ပါတယ်ဒါပေမဲ့အေးဘူးကွန်ကြီးပါတိုနီကလမ်းပေါ်လွှင့်ပစ်လိုက်တာကြောင့်ချက်ချင်းကားကိုနောက်ဆုတ်ခိုင်းပြီးရှယ်လီကပြန်ကောက်ခိုင်းပါတယ်ဒီလိုနဲ့နောက်ထပ်ဖျော်ဖြေဖို့နေရာကိုရောက်လာတဲ့အခါလမ်းညွန်စာအုပ်ထဲကအတိုင်းလူငယ်တွေတက်ခုဖို့တက်စီတင်ပေးထားတဲ့တက်ခုခန်းဟောင်းတစ်ခုကိုဒေါက်တာရှယ်လီအားပို့ပေးထားခဲ့ပြီးထုံးစံအတိုင်းသူခန်းရှိမှာအေးစစ်စစ်တောက်နေတဲ့ရှယ်လီအားတခြားလူငယ်နှစ်ယောက်ကအတူကစားဖို့လမ်းခေါ်ပေမဲ့ညင်းနေတာကြောင့်ဝေဖန်ပြောဆိုနေကြပါတယ်အဲ့ဒီနေရာနဲ့မနီမဝေတက်ခုကန်တစ်ခုမှတော့တိုနီကဇနီးဖြစ်သူရဲ့ဓာတ်ပုံလေးကိုကြည့်ကအလွမ်းပြေနေတော့အခန်းတကားကိုလာခောက်တဲ့တယောက်ကဒေါက်တာရှယ်လီပြဿနာတက်နေပြီဖြစ်ကြောင်းပြောကလာခေါ်သွားပါတယ်အကြောင်းကတော့လူမဲတက်ခုကန်မှာနေရတာစိတ်ရင်းကြက်တာနဲ့ဘာတစ်ခုကိုသွားတောင်းနေတဲ့ဒေါက်တာရှယ်လီကိုလူဖြူတွေကဝိုင်းထိုးကြိတ်နေကြတာကြောင့်တိုနီကလွတ်ပေးဖို့တောင်းပန်ပေမဲ့ဒီကပ်ပလီကောင်ကိုပကံစေးခိုင်းရအောင်မယ်လို့ဆိုပြီးဒါနဲ့ပါချင်းချောင်းနေကြပါတယ်တိုနီကလည်းသူ့မှာတနက်ပါသလိုနဲ့ခါးနောက်ကိုနှိုက်လိုက်ခါကြည်တောင်းတော့အကုန်ခံရတော့မယ်လို့ချင်းချောက်လိုက်တာကြောင့်ဘားပိုင်ရှင်ကပါနှလုံးပြူးကြီးနဲ့ဒီနေရာမှာဘာပြဿနာမှလာမဖြစ်နဲ့လို့ဝင်ပြောတာကြောင့်ဒေါက်တာရှယ်လီကိုခေါ်ထုတ်ခဲ့လိုက်ပါတယ်မူလာတဲ့ရှယ်လီကတော့သူ့အမားကြောင့်တောင်းပန်နေပြီးနောက်ကသူ့မပါပဲဘယ်ကောင်မှမသွားနဲ့လို့တိုနီကတောင်းဆိုကမနှက်ပြန်ညဖျော်ဖြေရေးပွဲရှိတာကြောင့်ဒေါက်တာရှယ်လီကိုသူ့ခန်းစီလိုက်ဖို့ပေးပါတယ်ဒေါက်တာရှယ်လီရဲ့အဖျော်ဖြေနေတဲ့အချိန်တိုင်းတိုနီကတော့စိတ်ဝင်စားနားထောင်လေးရှိပြီးနောက်ထပ်ခီးဆက်လာရင်ကားပြတ်သွားလို့ပြေးနေချိန်တစ်ဖက်ကလုပ်ငန်းချလုပ်နေကြတဲ့နော်နော်ပါလူမဲတစုကဒေါက်တာရှယ်လီကိုလမ်းကြည့်နေကြတာနဲ့ဘီယူနာတက်စွာပြန်ကြည့်နေမိလိုက်ပါတယ်ဒီလိုနဲ့နောက်တနေရာရောက်လာတဲ့အခါဖျော်ဖြေရေးခဏနားတော့အပေါ့သွားခြင်းလို့အိမ်ထဲမှာရှိတဲ့တွိုင်းလက်ထဲဝင်မဲ့လို့တာဝန်ရှိသူတယောက်ကရောက်လာပြီးလူမဲတွေအတွက်တီးတန့်လုပ်ထားတဲ့အိမ်အနောက်ကအိမ်သာအဆုပ်တစ်ခုကိုညွှန်ပြနေတာကြောင့်စိတ်တုံတုံနဲ့ပဲသူတဲနေတဲ့ဟိုတယ်ကိုပဲပြန်ပြီးကိစ္စရှင်းလိုက်မယ်ဆိုတော့သူတို့စောင့်နေပါမယ်လို့ဆိုပါတယ်
ဟိုတယ်ထိပြန်ရင်နိုင်ဝက်တောင်ကြာမှမို့လမ်းဘေးမှာပဲကိစ္စရှင်းလိုက်ဆိုတဲ့တိုနီအားစိတ်မကြည်နေတဲ့ဒေါက်တာရှယ်လီကဟိုတယ်ကိုသာရောက်အောင်မားဖို့မှာပြီးဖြောပြေးပွဲပြီးလို့အားလုံးကိုအပြုံးမျက်နှာနဲ့လိုက်နှုတ်ဆက်နေသူရှယ်လီအားသူ့ဘော်ဒီလိုဆက်ဆံထားတဲ့သူတွေကိုဘလို့များပြုံးပြီးလိုက်နှုတ်ဆက်နိုင်တယ်လဲလို့တိုနီကဖြောပြေးတွဲဘက်တယောက်ကိုမေးခွန်းထုတ်နေခါသူသာဆိုအဲ့ဒီကျမ်းမြေပေါ်မှာပေါက်ချပစ်လိုက်မှလို့ပြောနေပါတယ်အဲ့ဒီချိန်အိုလက်ကဝင်လာပြီးနောက်ထပ်ကြံသေးတဲ့ဖြောရေးပွဲတွေမှာဒီထက်ပိုဆိုးတဲ့ကိစ္စတွေပေါ်လာနိုင်တာမို့မင်းကိုမင်းထိန်းချုပ်ထားလို့ဆရာကြီးလေတန်းနဲ့လာပြောနေတာကြောင့်သူ့ကိုဆရာကြီးလာမလုပ်ဖို့ပဲခက်တင်းတင်းပြန်ဖြေလိုက်ပါတယ်နောက်တရမနက်စာစားနေကြရင်ဇနီးဖြစ်သူစီပို့ဖို့ဖျက်ရတွေပြင်ရတွေဘလက်ဘွားနဲ့ဒိုနီရဲ့စာကိုဒေါက်တာရှယ်လီကယူဖတ်ကြည့်တော့စလုံးပေါင်းတွေမားနေတဲ့အပြင်ပြောနေတဲ့လူရင်းလည်းမရောက်နေတာမို့သူပြောတဲ့အတိုင်းလိုက်ရေးဆိုကဒေါက်တာရှယ်လီပြောတဲ့အတိုင်းကြပြားဆန်းဆန်းစာလေးတစ်စောင်ကိုရေးပြီးဇနီးဖြစ်သူထံပို့လိုက်တော့ရီသားသားအပိတ်ခံရသလိုစာကိုဖတ်ရင်းသဘောကျလို့မဆုံးဖြစ်နေပါတယ်ဒီလိုနဲ့နောက်ထပ်ဖြောရေးပွဲမတိုင်ခင်လမ်းလျှောက်ထွက်လာကြရင်စုတစ်ခုကိုသဘောကျလို့ကြည့်နေတဲ့ဒေါက်တာရှယ်လီကိုစံဝတ်ကြီးလေလို့ဆိုကတိုနီကခေါ်သွားတာကြောင့်ဆိုင်ထဲဝင်သွားကြပြီးဆိုင်ပိုင်ရှင်ကတိုနီဝတ်ကြည့်မယ်အထင်နဲ့အင်ကြီးကိုထုတ်ပေးလိုက်ခါတော့ဝတ်ကြည့်မှာကဒေါက်တာရှယ်လီဖြစ်နေတာကြောင့်ခမားဆိုရင်တော့ဝတ်ကြည့်လို့မရဘူးဆိုပြီးအင်ကြီးကိုဆွဲယူနေတာနဲ့အပြုံးနဲ့ပဲနှုတ်ဆက်ပြီးထွက်လာလိုက်ပါတယ်အဲ့ဒါကိုစိတ်တူသွားတဲ့တိုနီကသူ့စိတ်တူထိန်းချုပ်ပြီးရှယ်လီနောက်ပဲလိုက်သွားကညဘက်ဖြောရေးအပြီးဒေါက်တာရှယ်လီပြဿနာတက်နေကြောင်းဖုံးဆက်လာလို့လိုက်သွားတဲ့အခါရေချိုးကန်တစ်ခုအတွင်းအဝတ်တောင်မပါပဲအခြားရက်သားတစ်ယောက်နဲ့ဒိန်တူချစ်ကြိုက်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးခံရတဲ့ရှယ်လီကိုတွေ့ခဲ့ရတာကြောင့်တိုနီကပဲရဲသားနှစ်ယောက်ကိုလက်ထိုးပြီးခေါ်ထုတ်ခဲ့လိုက်ပါတယ်ဒေါက်တာရှယ်လီကတော့သူဘာအမှားမှမလုပ်ထားတာကြောင့်ဘာကြောင့်ပတ်စံပေးခဲ့တာလဲမေးခွန်းထုတ်တဲ့အခါနောက်ထပ်ဖြောရေးပွဲတွေကြံသေးတာမို့ပြဿနာပြီးသွားဖို့အရေးကြီးကြောင်းနဲ့ဒီလိုကိစ္စတွေပေါက်ကြားသွားရင်အလုပ်ကိုထိခိုက်လိုက်မယ်ဆိုတော့မင်းကငါ့ကိုစိတ်ပူတာမဟုတ်ပဲအလုပ်ပြတ်ရင်ပတ်စံမရမှဆုံးရင်လို့မလားလို့ရှယ်လီကပြန်ပြောနေတာကြောင့်အချင်းများကုန်ကြပါတယ်ဒီလိုနဲ့နောက်ထပ်ဖြောပြေးတနေရာစီနှစ်ယောက်သားတိတ်ဆိတ်စွာခီးဆက်လာကြရင်ဟိုတယ်တစ်ခုစီရောက်လာကြတဲ့အခါတိုနီကသူ့အသည့်နှစ်ယောက်နဲ့တွေ့လို့ဘာသာစကားတစ်ခုနဲ့စကားပြောနေကြပြီးလူမဲတစ်ယောက်စီမှာအလုပ်လုပ်နေတဲ့တိုနီအားမင်းအလုပ်လုပ်ရင်သူတို့စီလာသမ်းမလို့ခနဲ့ပြီးပြောနေတာကိုဒေါက်တာရှယ်လီကလည်းသူတို့ပြောတာတွေအကုန်နားလည်ပါတယ်ညရောက်တော့အဘဲလေးနဲ့ဘာမှချိန်ထားလို့သွားတွေ့မဲ့တိုနီကိုကြိုးဆောင်နေတဲ့ဒေါက်တာရှယ်လီကသူတို့အလုပ်ကန့်လန့်တာကိုလက်မခံခင်သူ့ဘော်မှာတာဝန်ကျေသူတယောက်ဖြစ်တာကြောင့်ဒီထက်လာတာပို့ပေးမဲ့ဖြစ်ကြောင်းကန့်လန့်လာတော့ခီးမထွက်လာခင်တည်းကတပတ်ကို$125နဲ့သဘောတူထားပြီးသားဖြစ်တာမို့ဘယ်သူပဲမှလည်းထွက်သွားမှာမဟုတ်သလိုလာတာလည်းပို့ပေးစရာမလိုပဲအခုကတငယ်ချင်းတွေနဲ့တာမန်စကားပြောရင်သွားတွေ့မှာပါလို့တိုနီကပြန်ဖြေသွားတော့မင်းညာကသူ့စကားတွေအတွက်ဒေါက်တာရှယ်လီကပဲတောင်းပန်စကားဆိုပါတယ်ဇနီးစီပို့တိုနီရဲ့စာတိုင်းကိုဒေါက်တာရှယ်လီရေးခိုင်းသလိုရေးပြီးပို့ပေးနေတဲ့တစ်ဖက်မှာတော့ဇနီးဖြစ်သူကသူ့တငယ်ချင်းတွေကိုပါခင်မိုးပို့လိုက်တဲ့စာကဘလောက်ကြပြဆန်တဲ့သူကဖတ်ပြနေပြီးဒေါက်တာရှယ်လီရဲ့နောက်ထပ်ဖြောရေးပွဲတွေတစ်ခုပြီးတစ်ခုပြတ်တန်းလာပြီးနောက်ခရစ်စမတ်နေ့ကိုနီးကပ်လာပြီးဖြစ်ပါတယ်လမ်းတစ်လျှောက်မှာလည်းလူမဲတယောက်ကိုကောင်းမောင်းပေးနေရသလားဆိုတဲ့တန်တရားမျက်လုံးနေတဲ့လူတွေကိုတိုနီကတော့လက်ကလေးပဲထောင်ပြထားခဲ့ပြီးတညမိုးရီရွာနေတဲ့ထဲခရီးဆက်နေတဲ့တိုနီတို့ရဲ့ကားကိုရဲကားတစ်စီးကနောက်ကလိုက်လာပြီးရက်ခိုင်းပါတယ်ဒေါက်တာရှယ်လီကိုကြည့်ကဘာလို့သူ့အတွက်ကောင်းမောင်းပေးနေတာလဲမေးပြီးလူမဲတွေအတွက်ညဘက်မထွက်ဖို့အချိန်ကတ်သက်ထားကြောင်းနဲ့အဲဒီလူကိုကားဘောက်ကဆင်းခိုင်းပြီးမပုံနေစစ်လိုက်ဆိုတော့မိုးရီရွာနေရကြောင်းဗင်းဘောက်ကနေစစ်လဲရတယ်ဖြစ်ကြောင်းတိုနီကပြောပါတယ်ဒါပေမဲ့လည်းသူစစ်ခိုင်းကဒေါက်တာရှယ်လီကိုမပုံနေပြခိုင်းနေတော့ဒီလိုလူတွေကောင်းမောင်းပေးနေတာကမင်းကရောလူမဲသွေးတဝက်ပါနေတာလားလို့ပြောလိုက်တဲ့ရဲတယောက်အားစိတ်လက်တဆင်းနဲ့တိုနီကစောက်ခွက်ရိုက်ပလိုက်တာကြောင့်အချုပ်ခန်းထဲရောက်သွားကြပါတယ်ဒေါက်တာရှယ်လီကတော့သူ့မှာအပြစ်မရှိပဲဘာလို့ဖမ်းထားတာလဲမေးခွန်းထုတ်တော့မင်းတို့လူမဲကောင်ကိုညဘက်အပြင်မှာတွေ့လို့လေးဆိုတာကြောင့်သူ့ရှင်းနေစီဖုံးဝဝင်ပြုတ်ဖို့ပြောပြီးခေါ်လိုက်ပြီးနောက်စိတ်လိုက်မှလှုပ်တတ်တဲ့တိုနီကိုမနက်ဖြောရေးပွဲမမီရင်မင်းရောငါရောပတ်စံနေဆုံးရှုံးရမှာဖြစ်ပြီးဒီခံတဲ့ချင်းကအမြဲတမ်းအောင်နိုင်မှုဖြစ်ကြောင်းဒေါက်တာရှယ်လီကပြောပြပါတယ်ခဏကြာစကားမှုတို့ထံအထက်ရရှိတယောက်ထံကဘုံဝင်လာပြီးဒေါက်တာရှယ်လီတို့ကိုလှုပ်ပေးဖို့အမိန့်ကျလာတာကြောင့်အထိုးခံလိုက်ရတဲ့ရဲသားကအထုံးတက်ဖို့လှုပ်ပေမဲ့တောင်ဝန်ကနေရက်ဆိုင်မခံချင်ရင်အမြန်လှုပ်ပေးလိုက်တော့လို့ဆိုတာကြောင့်တိုနီတို့မနက်ဖြောရေးပွဲအမိခီးဆက်ခဲ့ကြပါတယ်ဒါပေမဲ့အနားယူဖို့လိုလာပြီးမို့လူမဲတွေတဲလို့ရတဲ့တဲခုကန်အဟောင်းတစ်ခုမှာနှစ်ယောက်တခန်းဝင်နာခဲ့ကြပြီးဇနီးရဲ့စီပို့ဖို့ရေးနေတဲ့တိုနီရဲ့စာကိုယူဖက်ကြည့်တော့အရင်ကနဲ့မတူတော့ပဲကြပြားဆန်းဆန်းစာလေးတစ်တောင်ကိုဒေါက်တာရှယ်လီကတွေးလိုက်ရတာကြောင့်စာကောင်းကောင်းရေးတတ်သွားပြီပဲလို့မှတ်ချက်ပေးပါတယ်မင်းရောအိမ်ပြန်ရောက်ရင်မိသားစုဝင်နေစီစားတောင်ရေးပါလားလို့ပြောလာတဲ့တိုနီကိုသူတို့သာပြန်ဆက်သွယ်ခြင်းနဲ့ဆန္ဒရှိရင်သူ့ဘယ်မှာနေရဲဆိုတာအကုန်သိတယ်လို့တုံ့ပြန်လာတဲ့အခါသူဆိုရင်တစ်ဖက်ကဆက်သွယ်လာမှာကိုစောင့်နေမှာမဟုတ်ကြောင်းနဲ့ကဘာပေါ်ကအထီးကျန်နေတဲ့သူတွေဟာသူတို့ဘက်ကစားရွှေ့ရမယ့်ခြေလမ်းတွေကိုကြောက်လန့်နေကြကြောင်းတိုနီကပြောပြပါတယ်ဒီလိုနဲ့သူတို့နောက်ဆုံးဖြောပြေးပွဲစီရောက်လာပြီးမို့စာဝင်တုံးကတော့ဘရင်တစ်ပါးလိုကြိုးစိုးနေကြပြီးအဝတ်လက်ကန်ပေးတဲ့အခါပစ္စည်းပေါင်းစုံထားတဲ့စတိုကန်အသေးလေးကိုအသုံးပြုခိုင်းတဲ့နောက်ဒေါက်တာရှယ်လီကိုအခုလိုအခန်းမှာပေးသုံးတဲ့အကြောင်းအိုလက်တို့ကိုပြောပြနေတော့နယူးယောက်မှာဆန်တရာ ACTV ဒီတက်မကပတ်စံတွေရှာနိုင်ပေမဲ့ရှယ်လီကအခုလိုအနေခံပြီးဘာကြောင့်နယ်လဲဖြောပြေးပွဲတွေလုပ်နေရတယ်လဲဆိုရင်သူ့ရဲ့အမှုပညာကနေတဆင့်လူမျိုးရေးခွဲခြားမှုတွေဖြစ်နေတဲ့လူတွေရဲ့နှလုံးသားကိုပြောင်းလဲဖို့ဖြစ်ကြောင်းအိုလက်ကရှင်းပြပါတယ်ခဏကြာရောက်လာတဲ့ဒေါက်တာရှယ်လီကိုတိုနီကလက်ပြနေပေမဲ့ဝန်ထမ်းတယောက်ကဒီထဲမှာဝင်စားလို့မရကြောင်းတားနေတာကြောင့်တိုနီကပါရောက်လာပြီးဒေါက်တာရှယ်လီကဒီညဖြောပြပေးမဲ့အဓိကလူဖြစ်ကြောင်းမှပြောပေမဲ့လည်းတာဝန်ရှိသူကရောက်လာကဒါကအရင်ကချမှတ်ထားတဲ့ဒီဇိုင်းရဲ့စီးမီဖြစ်ကြောင်းပြောပြပါတယ်သူပြောပြတာလာကြည့်တဲ့သူတွေကြားမှာတောင်လူမဲတယောက်ဆိုတဲ့ဂုံပုံနဲ့ဝင်စားလို့မရဘူးလားတိုနီကမေးခွန်းထပ်ထုတ်တော့အဝတ်လဲတဲ့အခန်းထဲကိုလာဖို့ပေးမဲ့ပြောနေတာကြောင့်ဒေါက်တာရှယ်လီကအဲ့ဒီလိုကိုရောင်အခန်းမှာတော့မစားနိုင်ဘူးဆိုပြီးအချင်းများနေကြတာကိုလာရောက်အားပေးတဲ့ဧည့်သည်တွေပါတတိထားမိနေကြပါတယ်
ဒါမှမဟုတ်ဘေးနားမှာစားလို့ရတဲ့စားသောက်ဆိုင်ကောင်းကောင်းတစ်ခုရှိကြောင်းတာဝန်ရှိသူကထပ်ပြောနေတာနဲ့တိုနီကဒေါက်တာရှယ်လီကိုဘေးခေါ်ထုတ်ခါဘေးကဆိုင်ကဒီထက်ပိုကောင်းလောက်မယ်ဖြစ်ကြောင်းနဲ့ဒါကနောက်ဆုံးပွဲဖြစ်တာကြောင့်ဒီတညတော့တီးခံပြီးနောက်ရက်ကစားလို့အခုလိုအောက်တန်းကြတဲ့သူတွေနဲ့ပတ်သက်ဆရာမလို့တော့ပဲအိမ်ကိုအေးဆေးပြန်လို့ရပြီဖြစ်ကြောင်းနှစ်သိမ့်ပေးမယ်တာဝန်ရှိသူစီပြန်သွားကဒီမှာစားရမလားဖြောပြေးရေးကိုဖျက်ရမလားဒေါက်တာရှယ်လီကမေးခွန်းထုတ်တဲ့ခါတိုနီနဲ့စကားခဏပြောချင်တယ်လို့ဆိုပါတယ်ဒီလိုနဲ့ဘေးခေါ်ထုတ်ပြီးဒေါက်တာရှယ်လီကိုတေချာပြောပေးဖို့နဲ့ပုဂ္ဂိုလ်ရေးရမစားခိုင်းတာမဟုတ်ပဲဒီဆိုင်ရဲ့အရင်ထဲကချမှတ်ထားတဲ့စီးမင်းကြောင်းလို့တာဝန်ရှိသူကပြောနေတော့ဒီတစ်ခါလေးတောင်ချွင်းချက်အဖြစ်စားခိုင်းလို့မရဘူးလားမေးခွန်းထုတ်တဲ့အခါအဲ့ဒီအယောက်400လောက်ကိုလည်းမျက်နှာမပြတ်ချင်တာကြောင့်ဖြေရေးပွဲမပြတ်ဖို့ပိုက်ဆံဘလောက်ထပ်ပေးရမလဲလာပြောနေတဲ့ဘဲကိုတိုနီကတွေ့တော့မဲ့ဆဲဆဲဒေါက်တာရှယ်လီရောက်လာကဖြေရေးပွဲတွေအကုန်မဖြောပြနိုင်ခဲ့ရင်ကျန်တဲ့လာတာတဝက်မရတော့မဲ့တိုနီအားမင်းတီးတဲ့ချင်းတီးပါမယ်ဆိုတော့ဒီကနေထွက်သွားကြမယ်လို့ပဲဆိုပါတယ်ဒီလိုနဲ့ဖြော်ရည်ပွဲလဲပြတ်သွားပြီးတိုနီတို့နှစ်ယောက်ကတော့လူမဲတွေပဲရှိတဲ့ဘာတစ်ခုတည်းဝင်လာတာမို့တိုနီကိုပဲဝိုင်းကြည့်နေကြပါတယ်။နှစ်ယောက်သားဆိုင်ရဲ့အဓိကဟင်းပွဲနှစ်ပွဲမှလိုက်ပြီးနောက်ဘာဆန်နေထုတ်ရည်နေတဲ့ဒေါက်တာရှယ်လီကိုမျက်နှာချင်းဆိုင်ကဘဲနေပွဲကလမ်းရှိုးနေပြီးတိုနီကလည်းတတိထားမိပါတယ်။ခဏကြာစားတော့ပြီးချိန်ဒေါက်တာရှယ်လီအားအဲ့ဒီဝတ်စားကြီးဝတ်ပြီးဘာလုပ်တာလဲဆိုတဲ့မိန်းကလေးကိုသူကကမ္ဘာတော်သုံးဆန်းရပညာရှင်ဖြစ်ကြောင်းတိုနီကဝင်အားချောင်လိုက်တာကြောင့်ဆန်းရခုံကိုညွန်ပြကတက်တေပြလို့ဆိုပါတယ်။အဲ့ဒါနဲ့ဒေါက်တာရှယ်လီလည်းဒီညပြတ်ခဲ့တဲ့သူ့ရဲ့ဖြော်ပြပွဲအစားဒီဘားလေးမှာပဲဖြော်ပြပြလိုက်တော့အားလုံးအန်အော်တကြီးနဲ့စိတ်ဝင်စားဝိုင်းကြည့်နေကြပြီးအမြူတီးပေးလိုက်ချိန်အားလုံးထားကကုန်ပါတယ်ခဏကြာတောက်ပြီးစကားတပြောပြောနဲ့အပြင်ထွက်လာကြတော့သူတို့ကိုချောင်းနေတဲ့လူရဲရောင်မြင်လိုက်တဲ့တိုနီကအားကြမှာထိုးထားတဲ့တနက်ကိုကောက်ဖောက်လိုက်တာကြောင့်ထပြေးသွားကြပြီးဘားဆိုတဲ့နေရာမှာပတ်စံတွေထုံးမပြမိစေနဲ့လို့ဒေါက်တာရှယ်လီအားသတိပေးပါတယ်အဲဒီလိုနဲ့နယူးယောက်ကိုခရစ်စမတ်အမီပြန်လာဖို့ညတွင်ချင်းမဲ့ထွက်လာလိုက်ကြပြီးလမ်းမှာနှင်းတွေပိတ်တဲ့နေအောင်ကြာနေရမို့ငါတို့အိမ်ပြန်ခီးချုံမွေးအောင်မင်းယူခဲ့တဲ့ကံကောင်းချင်းကြောက်တုံးကိုရှေ့မှာတင်ထားလိုက်ဆိုတဲ့ရှယ်လီရဲ့စကားကြောင့်သူရအောင်ယူခဲ့တာကိုမသိဘူးထင်နေတဲ့တိုနီတယောက်ရှက်သွားပါတယ်ဒေါက်တာရှယ်လီအိတ်နေချိန်တိုနီကတော့နှင်းမုန်တိုင်းဂျာကနေကြိုးစားပန်းစားမောင်းနေရပြီးနောက်ကရဲကားကထက်လိုက်လာပြန်တာမို့ရက်ပေးလိုက်ခါနောက်ဘိန်းပေါက်နေပြီဖြစ်ကြောင်းတတိလာပေးတာကြောင့်ကားဘိန်းလဲပြီးမရမကခီးဆက်ခဲ့ကြပါတယ်ခရစ်စမတ်အကျိုးနှင်းမွန်နိုင်ကြီးကြားမှာဘလို့မှဆက်မမောင်းနိုင်တော့တဲ့တိုနီတယောက်ဟိုတယ်တစ်ခုမှဝင်နာမှရတော့မယ်ဆိုတော့တောင်းနေတဲ့လောက်ဆက်သွားပါအောင်လို့အားပေးပေမဲ့မျက်လုံးကဘလို့မှဆက်ကြည့်မရတော့တဲ့အပြင်ခေါင်းကြီးလည်းပေါက်ကွဲတော့မယ်လို့ဆိုပါတယ်တစ်ဖက်ကတိုနီရဲ့မိသားစုကတော့တကယ်ချင်းနေတဲ့အတူခရစ်စမတ်ကိုကြိုးဖို့အစားအသောက်တွေပြင်ဆင်နေချိန်ဇနီးဖြစ်သူကတမျောမျောဖြစ်နေပြီးခဏကြာနယူးယောက်မြို့စီရောက်လာတဲ့ကားကိုမမောင်းနိုင်တော့တဲ့တိုနီအားနောက်မှအိတ်ခိုင်းကဒေါက်တာရှယ်လီကရောက်အောင်မောင်းပေးခဲ့ပါတယ်ပြန်တော့မဲ့ဒေါက်တာရှယ်လီကိုသူ့မိသားစုတငယ်ချင်းတွေနဲ့တွေ့သွားအောင်လေးဆိုတော့လူပြူလူမဲပြဿနာနဲ့မိသားစုအပျော်လေးတွေဝင်ဖြတ်မိမှကြောင့်မယ်ရီခရစ်စမတ်သာပြောပြီးထွက်သွားပါတယ်။စားကျွန်းစားကြံနေတာကြံတော့တဲ့အချိန်မှပြန်ရောက်လာတဲ့တိုနီကိုအားလုံးဝမ်းကြိုးသွနေကြချိန်တစ်ဖက်ကဒေါက်တာရှယ်လီကတော့သူ့ရဲ့အကူဘိုးတော်ကြီးကိုအခုလိုခရစ်စမတ်အကြိုညမှာမိသားစုတွေမျောနေလောက်ပြီးဆိုကပြန်လွတ်လိုက်ပြီးရှေးအောင်ပစ္စည်းတွေနဲ့ပြည့်နေနေတဲ့ပြားလိုက်တဲ့ဖွဲသူ့ရဲ့အိမ်ကြီးထဲမှာတယောက်တည်းအတီးကျန်သာဖြတ်တန်းနေပါတယ်။အဲ့ဒီလူမဲနဲ့ခီးသွားခဲ့ရတာဘလို့လဲဆိုတဲ့ဘော်ဒါတယောက်ကိုသူ့ကိုအဲ့လိုမခေါ်နဲ့လို့တိုနီကပြောလာတာကြောင့်အရင်ကလူမဲအကူနှစ်ယောက်တောက်ခဲ့တဲ့ဖန်ခွက်ကိုအမိုက်ပုံးနဲ့တောင်ထဲခဲ့တဲ့သူကအခုတော့ပြောင်းလဲသွားပြီဆိုတာဇနီးဖြစ်သူအပါဝင်အားလုံးသိခဲ့ရပါတယ်ဒေါက်တာရှယ်လီထီးကျန်သွားဖြတ်တန်းနေရမှာကိုသိတဲ့တိုနီကသူ့တွင်နဲ့သူငိမ့်နေတာကြောင့်မေးခွန်းထုတ်တော့ခီးပန်နာကြောင့်လို့သာပြန်ဖြစ်ပြီးခဏကြာတကားခောက်တန်ကြောင့်ရှယ်လီများဖြစ်နေမလားအထင်နဲ့တိုနီကထောက်ဝင်ပေးတဲ့အခါအိမ်ကြီးချင်းဘိုးတော်လင်းများဖြစ်နေပါတယ်ဒါပေမဲ့တကားပိတ်ဖို့လုပ်ရင်နောက်ထပ်ရှယ်လီပါတကယ်ရောက်လာတာကြောင့်အခုမှပြောသွားတဲ့တိုနီကအားလုံးနဲ့မိတ်ဆက်ပေးချိန်ခဏတော့ကြောင်သွားကြပေမဲ့ဝိုင်းကြိုးသူလိုက်ကြပြီးတိုနီရဲ့ဇနီးဖြစ်သူကပါထွက်လာပြီးကြိုးသွားတာကြောင့်တိုနီကိုသူ့ခီးစဉ်မှာလိုက်ခွင့်ပြုလို့ကျေးဇူးတင်စကားဆိုပါတယ်သူ့အကြောင်းမှာဒီလောက်ကပြားဆန်တဲ့စာရေးတဲ့စကေးမရှိမှန်အစောရရသိတဲ့ဇနီးကလည်းတိုနီစာရေးတဲ့နေရာမှာကူညီပေးလို့ကျေးဇူးတင်ကြောင်းပွေ့ဖက်ပြောလိုက်ပြီးဇလန်လေးလည်းပြီးဆုံးသွားပါပြီခင်ဗျာ